င်္ဂလာပါကျွန်တော်ဒီ share လုပ်ပေးချင်တာကဒီတဖုံးသွေးယူတဲ့အကြောင်းရင်းပေါ့လေတဖုံးသွေးထွက်တဲ့အကြောင်းကျွန်တော်ပြောပြချင်တယ်အဲ့တော့ဒါတော်တော်များများလေးခံစားမှုတယ်ဟိုတခုခုကိုက်လိုက်တယ်ပန်းသီးတို့ဘာလို့စားလိုက်တယ်ဆိုလို့ရှိရင်အဲ့မှာသွေးစားသွေးနာလေးပါလာတယ်ဒါမှမဟုတ်အများစုကြုံရတာတော့သွားတိုက်လို့ရှိရင်သွေးထွက်တယ်ပေါ့သွားတိုက်တယ်ထွေးလိုက်ဆိုသွေးပါတယ်ပေါ့နော်အဲ့တော့အဲ့လိုပါရင်ဒါစိုးရင်တက်ကြတာပေါ့လေအဲ့တော့ဘာဖြစ်တာလဲဆိုတော့တဖုံရောဂါဖြစ်တာပေါ့ကျွန်တော်အဲ့တော့ဒီပါဇက်ကနေပြီးတော့မှဒီသွေးထွက်တဲ့ထွက်စေတဲ့အကြောင်းအရာအများကြီးရှိတယ်ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာကိုယ်တွင်းရောဂါတွေရှိလို့ရှိရင်ထွက်တယ်အဲ့တော့အသေးရောဂါတွေเนาะဟိုဒီအဆိုင်မကောင်းဆိုရင်လည်းဖြစ်တတ်တယ်เนาะပြီးတော့ဟိုအကြောင်းရဲ့အမျိုးမျိုးကြောင့်ပေါ့เนาะသွေးနဲ့ပတ်သက်တဲ့ရောဂါတွေကြောင့်လည်းဖြစ်တယ်ဒါပေမဲ့ဒါကတော့အဖြစ်နေတယ်အဖြစ်များတာတော့ဒီပါဇက်ထဲမှာရှိတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များပါအဓိကဖြစ်စေတဲ့အကြောင်းအရာသွားကြောက်ပေါ့เนาะသွားကြောက်ကအစားတောက်တွေစားတယ်တန်ရှင်းလုပ်တယ်လုပ်တဲ့ချိန်မပြောင်းတဲ့ချိန်မှာဖြည်းဖြည်းစုပြီးတော့မှကြာလာတော့မာပြီးကြောက်ဖြစ်သွားတာပေါ့လေအဲ့တော့အဲ့သွားကြောက်တွေတဖုံးမှာတဲနေပြီဆိုလို့ရှိရင်တော့ခုနပြောတဲ့ဒီတဖုံးကနေပြီးတော့သွေးထွက်တဲ့ဟာတွေဖြစ်စေတာဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်တို့ကလင်ဖြစ်လာပြီဆိုလို့ရှိရင်တော့ဟိုမစိုးရင်လည်းမထိတ်လန့်နဲ့အဲ့တော့အရင်ဦးဆုံးဘာလုပ်ရမလဲသွားဆေးကြောင်အရင်သွားပြရမယ်ခုနပြောတဲ့ဒီကိုယ်တွင်းယောဂါတွေအမှအသေးယောဂါတွေเนาะပြီးလို့ရှိရင်ဒီသွေးယောဂါတွေကြောင့်ဖြစ်တယ်ဆိုတာအရင်အဖြစ်နေတယ်အဲ့တော့အဲ့ဒါတွေကိုအရင်ကျွန်တော်မရှာသေးပဲနဲ့သွားဆေးကြောင်ရင်သွားပြီးတော့မှသွားကြောက်တွေရှိလားတဖုံးကျမ်းမာရလားရင်စစ်ဆေးကြည့်ရမယ်ကြည့်လိုက်လို့အကယ်သွားကြောက်တွေအများကြီးရှိတယ်ဆိုရင်တော့အခြားအကြောင်းမဖြစ်နိုင်တော့ဘူးသွားကြောက်ကြောင့်ပဲသွေးထွက်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဘာလုပ်ရမလဲဒါသွားကြောက်ချစ်ရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကဒီတဖုံးကနေပြီးတော့သွေးထွက်တယ်သွားတိုက်လို့ရှိရင်သွေးထွက်တယ်ဆိုလို့ရှိရင်တော့နီးစပ်ရသွားဆေးကန်သွားပြီးတော့မှသွားကြောက်ချစ်ဖို့လည်းကျွန်တော်အကြံပြုချင်ပါတယ်